ဒီနေ့ sharing လုပ်ပေးချင်တာကတော့ Python programming language ကိုသုံးဖို့အတွက် Python ကိုဘယ်လို install လုပ်ရလဲဆိုတဲ့ဟာလေးကို step by step လေးပြောပြပေးမယ်ပေါ့နော်။ Okay Python ကို install လုပ်ဖို့အတွက်ကိုအရင်ဆုံး browser တစ်ခုဖွင့်မယ်။ကြိုက်တဲ့ browser သုံးလို့ရပါတယ်နော်။ Okay အဲ့တော့ browser ရဲ့ဒီ search bar လေးမှာဒါလေးရိုက်ထည့်မယ်။ Okay python.org ဆိုတဲ့ဟာလေးရိုက်ပြီးတော့ enter ခေါက်လိုက်မယ်ပေါ့နော်။အဲဆိုသူ့ရဲ့ Python website ထဲဝင်သွားပြီ။အဲ့ဒီနောက်မှာ download ကို click လုပ်မယ်။ပြီးလို့ရှိရင် download Python install manager ဆိုတဲ့ဟာလေးကိုတစ်ချက် click လိုက်မယ်ပေါ့နော်။အဲဆိုဒီမှာ download လုပ်နေပြီပေါ့။အဲ့တော့ဒီမှာဆက်ထဲမှာတော့ Python ကတော့ install လုပ်ပြီးသားเนาะ။ဒါပေမဲ့ step by step လေးပြောပြပေးမယ်။ဒီအဆင့်တိုင်းပြန်လုပ်ရင်အဆင်ပြေပါတယ်เนาะ။ Okay ဆိုတော့ဒါဆိုရင်သူ့ရဲ့ Python အလေးကို download လုပ်နေရပါတော့ပြီးတဲ့အခါမှာဒီ download file လေးကိုဝင်လိုက်မယ်အဲ့တော့ဒီမှာဒီဟာလေးပေါ့နော်အဲ့ဒီဟာလေးကိုကျမတို့ကဒါဆိုလို့ရှိရင် double click လေးနှိပ်လိုက်မယ်ပေါ့နော်ဒါကကျမအရင် download ပြီးသားရှိလို့နှစ်ခုပေါ်နေရပါတော့ရတယ်ဒါလေးကို double click နှိပ်လိုက်မယ်ဆိုတော့ဒါလေးပေါ်လာပြီပေါ့နော်ဆိုဒီမှာကျမက install လုပ်ပြီးသားဖြစ်နေလို့သူက reinstall လုပ်မိတာပေါ့နော်ပုံမှန်ဆိုဒီနားမှာ install Python လို့ပေါ်နေမယ်ပေါ့နော်အဲ့ install Python လေးကိုနှိပ်လိုက်ရုံပဲOkay เนาะဘာမှလုပ်စရာမလိုဘူးเนาะအဲ့တော့ install Python ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်သူက install လုပ်သွားမယ်ပေါ့နော်နောက်ဆုံးပြီးသွားရင် close ဆိုတဲ့ဟာလေးပေါ်လာမယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်ရုံပဲအဲ့တော့ close လုပ်ပြီးသွားလို့ရှိရင်တော့ဒီမှာက install Python install ဖြစ်လာမဖြစ်လာကိုတစ်ချက်စစ်ကြည့်မယ်เนาะအဲ့တော့ဒါဆိုလို့ရှိရင်ဒါပြီးသွားပြီပေါ့နော်အဲ့တော့ install ဝင်လားမဝင်လားကိုစစ်ဖို့အတွက်ကိုကျမတို့ window R ပေါ့နော် command prompt လေးပို့ပြီးလို့ရှိရင် cmd ရိုက်မယ် enter ခေါက်လိုက်မယ်ဆိုတော့ဒါဆိုရင် command prompt လေးဝင်လာပြီအဲ့မှာကျမတို့ခုနကတော့ install လုပ်လိုက်တဲ့ Python ရလားမရလားကျမတို့စစ်မယ်ပေါ့နော်အဲ့တော့စစ်တော့ဘယ်လိုစစ်ရမလဲဆိုတော့ဒီ command prompt လေးမှာကျမတို့ဘယ်လိုရိုက်မလဲဆိုလို့ရှိရင် python python space နောက် dash dash version လို့လည်းဟာလေးနေလိုက်Okay ဒါဆိုလို့ရှိရင် Python 3.1.6ဆိုတာလေးပေါ်လာပြီဒါဆိုခုနကတော့ကျမတို့ install လုပ်လိုက်တဲ့ဒီ Python လေးရှိ install ပြီးသွားပြီဆိုတဲ့ဟာမျိုးလေးပေါ့နော်နောက်တစ်ခုကကျကျမတို့ဗာလဲဆိုလို့ရှိရင် ping ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့စစ်မယ်ပေါ့နော်သူ version အဲ့တော့ pyj ဆိုရင် python dash and sorry pib dash version Okay ဒါမျိုးလေးပေါ်လာပြီဒါဆိုလို့ရှိရင်တော့သူ့ရဲ့ Python installation အောင်မြင်တယ်ပေါ့နော်အဲ့တော့ Python က install လုပ်ပြီးသွားရင်နောက်တစ်ခုကကျကျမတို့ website တွေ create လုပ်ဖို့အတွက်ကိုမလုပ်ကြမလဲဆိုလို့ရှိရင်သူ့ရဲ့ framework လေးပေါ့နော် Python နဲ့ web design ရေးမယ်အဲ့အတွက်ကျမတို့ framework လေးတစ်ခုကိုမလုပ်ပေးရမလဲဆိုတော့ install လုပ်ပေးရမယ်အဲ့ဒါတော့ Flash framework လေးပေါ့နော်အဲ့တော့အဲ့ဒါလေးကို install လုပ်ဖို့အတွက်ကမလုပ်ကြမလဲဆိုလို့ရှိရင် page install flash ဒါလေးပေါ့နော်ဒါလေးနှိပ်ပြီးတော့ enter ခေါက်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျတော့ is not recognized ဆိုပြီးတော့ပြနေပေါ့နော် is not recognized ဆိုလို့ရှိရင်ဒီတိုင်းသွားလို့မရအောင်အဲ့တော့ကျမတို့အဲ့လိုပုံစံမျိုးလေးပေါ်လာလို့ရှိရင်ဘယ်လိုမျိုးလေးလုပ်လို့ရလဲဆိုတော့နောက်တစ်နေ့ကဒါဆိုလို့ရှိရင်ဒီမှာသူ့ရဲ့install ကနောက်တစ်ခုဘယ်လိုလုပ်ရလဲဆိုတော့ရှိရင်ကျမတို့ဒီမှာဆိုလို့ရှိရင် python dash m page install flash okay เนาะခုနကတော့ပုံစံတိုင်းလေးကျမတို့ဒီမှာ page install flash ဆိုရင်မရလို့ရှိရင်ဒီလိုပုံစံလေးထပ်ရိုက်ပြီးတော့ install လုပ်မယ် okay okay အမှားတစ်ပါးတည်းသူ install လုပ်နေပြီเนาะ yeah ဒါမျိုးလေးပေါ်လာပြီပေါ့နော် so ဒီမှာဒီလို file လေးပေါ့ဒါလေးဆိုလို့ရှိရင် okay successfully install ပေါ့အဲ့ဒါ successfully ရသွားပြီပေါ့နော်ခုနကတော့ framework flag ဆိုရဲ framework လေးကိုကျမတို့ရသွားပြီရသွားတဲ့အခါမှာခုနအတိုင်းပဲရလာမြင်တာတစ်ခါကိုပြန်စစ်ကြည့်မယ်နော်ပြန်စစ်မယ် python dash and page show flags okay okay ဒါဆိုရသွားပြီ okay เนาะဒါဆိုလို့ရှင်သူ့ရဲ့ flash ကိုလည်း install လုပ်ပြီးသူ့ရဲ့ version လည်းပေါ်လာပြီဒါဆိုလို့ရှင်တော့ကျမတို့ဒီဟာလေး Python install လည်းပြီးပြီ framework လည်းပြီးပြီဒါလေးတွေကိုသုံးပြီးတော့ကျမတို့ဗာလဲဆိုလို့ရှင်Python ကိုစပြီးတော့
programming language ကိုစပြီးတော့သုံးလို့ရပြီပေါ့နော်အဲ့တော့နောက်တစ်ခုကဘာထပ်လို့သေးလဲဆိုလို့ရှိရင်ဒီဟာကိုသုံးဖို့အတွက်ကျမတို့ကဘာလဲဆိုလို့ရှိရင် Sublime Text ဆိုတဲ့ app လေးတစ်ခုထပ်သုံးပေးမယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဘယ်လို download လုပ်ကြလဲဆိုတာကိုနောက်ဗီဒီယိုမှာဆက်ပြောပေးမယ်နော်